ညီစွာတို့တနေ့မောင်နှံတို့ရဲ့ပြုံးပြုံးချွေခဲ့ကြခြင်းလေးဒီနေ့မှာကံကြမ္မာပေးလာတော့မျောလေးနဲ့ချမ်းသာကျွေးဝလာချွေငွေလေးကြမှာသူတို့ပြောနိုင်ချာရေမဝါကတငိုင်းလေးစီဖြတ်တန်းကြရနေဘဝဆိုသည်စိတ်ချမ်းသာမှုချီးမွမ်းပြည့်စုံနေပြည့်စုံနာပြည့်စုံနေဆိုတာကိုရငါတို့ကလေးမောင်နဲ့ကြည်ရမယူရှမ်းမရဲ့တော့လေရဲ့ပူရီတော့ကမိပြတော့ခဲ့ပြီအတိတ်စီရမမဖြစ်တဲ့ကလေးတို့တာလည်းနေပြန်တဲ့တာနေဆိုရမရ게ပြည့်စုံလာတဲ့ချိန်ဆိုင်မှုပဲချိန်ကိုရောက်နေတိုင်းအင်းဒီနေ့ထံကိုရငါရဲ့ရောက်အောင်ပြန်ခဲ့ဒါရချမ်းညီစွာတို့ဒီနေ့မောင်နဲ့တို့ရဲ့ပြုံးပြုံးချွေကြခြင်းဒီနေ့မှာကံမပေးလာတော့မျောလင်းနဲ့ချမ်းသာကျွေးဝလာပြောနိုင်ချာရေဘဝကတငိုင်းလေးစီဖြန်တဲ့တကနေဘဝဆိုရာစိတ်ချမ်းသာမှုကြီးမပြည့်စုံနေပြည့်စုံနာပြည့်စုံရင်ဆိုတာကိုရငါတို့ကနေ့မောင်နဲ့ကြည်ရမယူရှမ်းလာရဲ့တော့လေဦးရီတော့ကမိပြတော့ခဲ့ပြီဒိတ်စီရမနာမဖြစ်တဲ့ကလေးတို့ကလွန်နေပြန်တဲ့တာနေတန်ရနေမဘဝဆိုတာမရရဲ့ပြည့်စုံလာကဲစိတ်ချမ်းသာမှုပဲ